အားလုံးပဲမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီတစ်ခါတော့ဒီမှာဒီတက်တိုးရဲ့အားနေရှစ်ပေါ့နော်ဒီ advantage နဲ့ disadvantage ပေါ့နော်တက်တိုးရဲ့အားသာရှစ်တက်တိုးရဲ့အားနေရှစ်ကိုပြောပြမှာဖြစ်ပါတယ်ဗျာအဲ့တော့ဒီတက်တိုးရဲ့အားသာရှစ်ကတော့ဒီတက်တိုးပေါ်မှာပိတ်ဆိုင်ရှာတဲ့လူတွေတက်တိုးပေါ်မှာတဲ့နဲ့လူတွေပေါ့နော်နောက်ပြီးတော့ဒီတဲ့ဌာနတွေအတွက်ကတော့အကျိုးရှိတယ်နောက်ပြီးတော့ဒီနေပညာလေ့လာတဲ့လူနေပညာကျင်တဲ့လူတွေအတွက်ကတော့အကျိုးရှိရပေါ့နော်ဒါကတော့တက်တဲ့ပေါ်မှာလှောက်ရှားနေတဲ့လူတွေထဲမှာတန်ဖို့ရှိတဲ့မျှဝေမုံတွေနဲ့ဒီရှယ်တန်ပြီးတော့အကျိုးရှိအောင်လောင်းနေတဲ့လူတွေပေါ့နော်တိုးတိုးလေးပဲဒီတက်တဲ့ပေါ်မှာဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီတက်တဲ့ပေါ်မှာပြည့်စည်တာတွေပုံများလာတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တက်တဲ့ပေါ်မှာပြည့်စည်တာပုံများလာတဲ့အကြောင်းကိုလေ့လာကြည့်လိုက်ရအောင်ဗျာအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီတက်တော့ပုံမှာဆိုလို့ရှိရင်ဒီစေချိုတက်တယ်ပေါ့နော်စေချိုတက်တယ်ကဒီလိုင်းပိုင်းဆိုင်ရာတွေကိုတက်တော့ပုံမှာတင်လာကြတယ်တက်တော့ပုံမှာမျှဝေလာကြတယ်ဆိုပြီးတော့ဒီလက်လာတွေ့ရှိရှက်အရာသိရတယ်ပေါ့နော်ဒီကလေးကိုကြီးစောင်းချောင်းရဲ့အဖွေအားလေးပဲတင်ထားတယ်လို့နောက်တဲ့ဌာနအသည့်အသီးက website အသည့်အသီးကလေးပဲအဲ့လိုမှတ်ချက်ပေးထားတာကိုတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီအမေအဖေလောက်တဲ့ပုံကိုယ်တွေအမေအဖေလောက်တဲ့မိန်းဖတွေကကိုယ့်ရဲ့သားသမီးကိုမငိုရပြီရောပေါ့နော်နောက်ပြီးတော့ဒီထိန်းလို့လွေရပြီရောဆိုပြီးတော့တက်တော့ဖွဲ့ပေးထားတယ်အဲ့တက်တော့ဖွဲ့ပေးထားတဲ့အပေါ်မှာတက်တော့ပုံမှာဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကလေးတွေမကြည့်တဲ့ဗီဒီယိုကတရားမှာ69ရာခိုင်နှုန်းပေါ့နော်ဒီဟာသားတွေပြေလုံးထောက်တဲ့မင်းကလေးတွေကလည်းပဲအဖို့ shot တွေနဲ့ပြေလုံးထောက်တယ်နောက်ပြီးတော့ဒီအောက်လုံးတွေနဲ့ပြေလုံးထောက်တယ်ပေါ့နော်အဲ့လိုပြေလုံးထောက်တယ်နောက်ပြီးတော့ဒီ line ပိုင်းဆိုင်ရာတွေပို့ပြီးတော့များတာဖြစ်တဲ့အတွက်ဒီကလေးတွေကအဲ့ဒါတွေကိုအတုံးခိုးပြီးတော့စကားတွေပြောလာကြတယ်အဲ့ဒါတွေကိုအတုံးခိုးပြီးတော့စာရေးလာကြတယ်အဲ့ဒါတွေကိုအတုံးခိုးပြီးတော့ဒီဆက်ကိစ္စတွေကိုတင်လာပြီးတော့ကျူးလွန်ကြတယ်ဆိုပြီးတော့တုံ့ပန်ထားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးကိုတကယ်လို့ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုလို့ရှိရင်ဒီတက်တော့ဖွဲ့ပေးတာမျိုးမဟုတ်ဘဲနဲ့ဒီ YouTube ပေါ်မှာကလေးတွေကြည့်တဲ့ကာတွက်ကားလေးတွေကြည့်ခိုင်းတာတော့ဗောနော်အဲ့အမျိုးတွေပဲလောက်တဲ့တယ်ဗောနော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ကလေးရာဒီတရားမှာ69ရာခိုင်နှုန်းပြည့်စည်သွားလိုက်မယ်အဲ့တော့အခုကလေးတွေကဘယ်လိုဖြစ်နေကြလဲဆိုတက်တော့ဆိုပြီးတော့တက်တော့ပုံမှာပြည့်လုံးတွေကိုကြည့်တယ်အောက်လုံးတွေကိုကြည့်တယ်ဒီစက်ကိစ္စပိုင်းဆိုင်ရာတွေကြည့်ပြီးတော့တာယာပြီးတော့ပျော်ရွှင်နေပြီးတော့ပြည့်စည်နေကြတယ်ဗောနော်ဒါကတော့ဒီဆင်းရဲတဲ့နိုင်ငံတွေရဲ့နောက်ပြီးတော့ဒီပညာအားနေတဲ့နိုင်ငံတွေရဲ့နောက်ပြီးတော့ဘုသူတအားနေတဲ့နိုင်ငံတွေရဲ့နောက်ပြီးဒီစားဝတ်နေအတွက်ရုန်းကန်နေရတဲ့နိုင်ငံတွေမှာပို့ပြီးတော့ဖြစ်တယ်ပို့ပြီးတော့အဖြစ်များတယ်ပို့ပြီးတော့85ရာခိုင်နှုန်းပျက်စီးနေကြတယ်ဆိုပြီးတော့သုံးသပ်ထားကြတယ်ဗောနော်အဲ့လိုဖြစ်တဲ့အတွက်ဒီမိဖတွေအနေနဲ့မြန်မာနိုင်ငံမိဖတွေအနေနဲ့ကလေးတွေကိုစောင့်ရှောက်ဖို့လိုတယ်ကလေးတွေကိုကာကွယ်ဖို့လိုတယ်ကလေးတွေကိုထိမ့်သိမ့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကလေးတွေကိုဒီထိမ့်သိမ့်တဲ့နေရာမှာစောင့်ရှောက်တဲ့နေရာမှာဒီတက်တက်ဖွဲ့ပြီးတော့ထိမ့်သိမ့်တာမျိုးမဟုတ်ဘဲနဲ့အခြားနေလမ်းတစ်ခုခုကိုစိုင်းစားဖို့လိုတယ်ဒါမှမဟုတ်လို့ရှိရင်ဒီပို့ပြီးတော့ကိုယ့်ရဲ့သားသမီးတွေကကောင်းတာနဲ့ဆိုတဲ့ဘက်ကိုဥတည်သွားလိုက်ပဲပေါ့နော်တရားမှာ69ရာခိုင်နှုန်းပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီကဘာတဝမ်းမှာဆိုလို့ရှိရင်ဒီတက်တော့ကလေးတွေအတွက်ပြဿနာရှိတယ်ဆိုရလေပဲကလေးစောင့်ရှောက်ဖို့အတွက်ဒါကိုတက်တော့သူတို့ဒီအရေးယူဖို့အတွက်တိုင်တန်းထားတယ်အဲ့ဒါကိုကာကွယ်ပေးဖို့အတွက်လည်းပဲတောင်းဆိုထားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီကမ္ဘာတဝမ်းမှာတက်တော့ကိုသုံးဆွဲတဲ့လူတွေကတန်း900အထက်မှာရှိတယ်ဆိုပြီးတော့လည်းပဲသူတို့သုံးသပ်ထားတာလည်းလေးလာထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်တက်တော့မှာဆိုလို့ရှိရင်ပေါ်ပြီးတော့ပြည့်စည်ဖို့လွယ်တဲ့အတွက်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ကလေးတွေကိုကာကွယ်စောင့်ရှောက်ဖို့လိုတယ်ပေါ့နော်ဒါတော့နံပါတ်1အရှိပေါ့နော်အဲ့တော့နံပါတ်2အရှိဆိုလို့ရှိရင်ဒီမှာဒီတက်တော့မှဆိုလို့ရှိရင်အရှင်းနဲ့ line ကိစ္စကိုမကွေးလေးပဲနဲ့အရှင်းဆိုတာဘာမှမသိဘူးပေါ့နော်နောက်ပြီးတော့အဲ့ဒီအရှိတ်အစာအရှင်းနဲ့မြစ်တာအစာ line ကိစ္စကိုဥတည်ပြီးတော့တက်တော့ဆော့နေကြတယ်အောက်လုံးပြည့်နေကြတယ်နောက်ပြီးတော့ဒီငိမ့်နွားနဲ့စကားလုံးတွေကိုသုံးနေကြတာတရားမှတရားရာခိုင်နှုန်းတွေးရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီအရှိတ်နဲ့စိတ်ကိစ္စနဲ့ဘာမှမဆိုင်ဘူးဆိုတာကိုလည်းပဲဒီအရွယ်ရောက်ပြီးရဲ့မင်းကလေးတိုင်းသိဖို့လိုတယ်အဲ့ဒါတွေကိုလေးပဲအရှက်ရှက်ကာကွယ်ဖို့လိုတယ်အရှက်ရှက်စောင့်ရှောက်ဖို့လိုတယ်နောက်ပြီးတော့အဲ့ဒီအဖို့ shot တယ်ပြီးတော့ဒီ set ကိစ္စတွေအကြောင်းပြည့်စည်နေရလေပဲဒီကဘာပေါ်ကဆဲရတဲ့နိုင်ငံတွေတရားမှာ
85ရာခိုင်နှုန်းအကုန်လုံးပျက်စီးနေကြတာဒီ Telegram နဲ့တက်တော့ကြောင်ဆိုပြီးတော့လည်းပဲသုံးသပ်ထားကြတယ်ပေါ့နော်အဲ့တော့ Telegram ကနဲ့တက်တော့ကတော့မြန်မာနိုင်ငံအတွက်ပို့ပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ပို့ပြီးတော့ပျက်စီးဖို့လွယ်တယ်ပို့ပြီးတော့ပျက်စီးနေကြတာတွေကိုလည်းပဲလက်ရှိအနေအထားမှာတွေ့ရတယ်ပေါ့နော်ဒီတက်တော့ပုံမှာဆိုလို့ရှိရင်လည်းပဲအောက်လုံးနဲ့စက်ကိစ္စတွေပုံများတယ် Telegram မှာဆိုလို့ရှိရင်လည်းပဲစက်ကိစ္စတွေကြီးပဲပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကလေးတွေကိုဘယ်လိုစောင့်ရှောက်မလဲဒါမှမဟုတ်လို့ရှိရင်လည်းပဲဒီအရွယ်ရောက်ပြီးသားမိန်းကလေးတွေလည်းပဲကိုယ့်ရဲ့စိတ်ကိစ္စတွေကိုဘယ်လိုထိန်းသိမ်းမလဲဘယ်လိုစောင့်ရှောက်မလဲဆိုတာကိုဒီမိန်းကလေးမှလည်းပဲတာဝန်ရှိတယ်လို့ယောက်ျားလေးတွေမှလည်းပဲတာဝန်ရှိရပေါ့နော်အဲ့ဒီနှစ်ဦးနှစ်ဖက်အခုလိုဒီပြည့်စည်နေတဲ့ဆင်းရဲနေတဲ့အဲ့လိုခိုက်ကာလာကိုရောက်လာတဲ့အတွက်ဒီအရှက်ရှက်ကူညီစောင့်ရှောက်ဖို့လိုတယ်အရှက်ရှက်ထိန်းသိမ်းဖို့လိုတယ်အရှက်ရှက်ကာကွယ်ဖို့လိုတယ်နောက်ပြီးတော့မိန်းကလေးတွေဘက်ကပို့ပြီးတော့ထိန်းသိမ်းဖို့လိုတယ်ပေါ့နော်အခုဆိုလို့ရှိရင်တက်တက်ပုံမှာဒီအပေါ်ရှက်တွေစိတ်ကိစ္စတွေကိုအလောက်နေတဲ့စောနေတဲ့ဖိုပြနေတဲ့တိုက်တွန်းနေတာမိန်းကလေးတွေပုံများတာဖြစ်တဲ့အတွက်မိန်းကလေးတွေအနေနဲ့ပို့ပြီးတော့ထိန်းသိမ်းဖို့လိုတယ်ပို့ပြီးတော့စောင့်ရှောက်ဖို့လိုတယ်အဲ့တော့ယောက်ျားလေးတွေအနေနဲ့လည်းပဲဒီကိစ္စတွေကိုအခုလိုပြည့်စည်နေတဲ့အချိန်ဆင်းရဲနေတဲ့အချိန်တောက်ခါရောက်နေတဲ့အချိန်မှာကိုယ့်အရှင်ရှင်ပေါ့နော်အဲ့လိုကိုယ့်ရဲ့ညမားလေးတို့ကိုယ့်ရဲ့အမားလို့စောင့်ရှောက်ဖို့လိုတယ်ကာကွယ်ဖို့လိုတယ်ထိန်းသိမ်းဖို့လိုတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီတက်တော့ကနောက်9နှစ်လောက်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာအပြိုဆိုတာရှာမရတဲ့အနေအထားမျိုးတောင်ဖြစ်သွားမယ့်အနေအထားမျိုးကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီတယောက်ကလေးပဲဒီတက်တော့ကိုဂိုင်းထားတာဖြစ်တဲ့အတွက်ဒီမြန်မာနိုင်ငံရဲ့အဖေကြီးနိုင်ငံပေါ့နော်တယောက်ကအဲ့တော့မြန်မာနိုင်ငံပြည့်စည်ကြောင်းပဲကြံစီနေတဲ့နိုင်ငံကဂိုင်းထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကကူးဆက်ရမယ်ပို့ပြီးတော့ထိန်းသိမ်းရမယ်ပို့ပြီးတော့ကာကွယ်ရမယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှလည်းပဲတွေ့ရတယ်ဒါဆိုလို့ရှိရင်ဒီတက်တော့ကြောင့်ဒီကမ္ဘာတောင်ကဆေးတဲ့နိုင်ငံတွေမှာ180ရာခိုင်နှုန်းပြည့်စည်နေရတယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ကလေးကိုလည်းပဲမိန်းဖတွေအနေနဲ့ကာကွယ်စောင့်ရှောက်ဖို့လိုတယ်လို့ဒီမိန်းကလေးတွေအနေနဲ့လည်းပဲဒီကိုယ့်ရဲ့စိတ်ကိစ္စတွေကိုယ့်ရဲ့အောက်လုံးထောက်တာတွေကိုကာကွယ်ဖို့လိုတယ်နောက်တော့ဒီဘက်ကယောက်ျားလေးတွေအနေနဲ့လည်းပဲအရှက်ရှက်ပေါ့နော်ဒါတွေကိုထိမ့်သိမ်းပြီးတော့စောင့်ရှောက်ဖို့လိုတယ်အဲ့ဒါပေါ်ပြီးတော့အရေးကြီးရယ်ပေါ့နော်အဲ့တော့ဒီနေ့ခိုင်းမှာပေါ်ပြီးတော့ပြည့်စည်ဖို့လိုတယ်ပေါ်ပြီးတော့ပြည့်စည်ဖို့လိုတယ်ဆိုတာလေဒီတောင်းတဲ့လူအပေါ်မှာပေါ်ပြီးတော့မူတည်တယ်တောင်းတဲ့လူရဲ့ဒီအသိပညာ level ဘယ်လောက်ရှိသလဲနောက်ပြီးတော့ဒီပညာရေးအတွေ့အခေါ်လေးပဲဘယ်လောက်ရှိသလဲနောက်ပြီးနိုင်ငံရဲ့ GB ဘယ်လောက်ရှိသလဲဘိုးတို့ဘယ်လောက်အားကောင်းတယ်လဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့နော်အဲ့လိုဖြစ်နေတဲ့အတွက်ဒီမြန်မာနိုင်ငံကအခုဆိုလို့ရှိရင်စားဝတ်နေလည်းပဲရုန်းကန်နေရတယ်ဆဲလေးဆေးနေတယ်နောက်ပြီးတော့ပညာလေးအားနေတယ်နောက်ပြီးတော့ဒီကွန်ထရိုးလောက်မောင်းလေးအားနေရဖြစ်တဲ့အတွက်အရှင်းမဆောင်ရှားဘူးဆိုလို့ရှိရင်ပို့ပြီးတော့ပျက်စီးဖို့လွယ်တယ်ပို့ပြီးတော့ပျက်စီးရဲ့လမ်းကြောင်းပေါ်ကိုစီရခိုင်တော့ဦးတည်ပြီးတော့တွားလိုက်မယ်ပေါ့နော်အဲ့တော့အရှင်းကာကွယ်ဆောင်ရှားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းပဲဒီမှာအသိပေးရှင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီတက်တုပုံမှာဆိုလို့ရှိရင်ဒီအားသာရှိအားနေရှိတဲ့အထက်မှာပိတ်ဆက်ရှာတဲ့လူတွေအတွက်ကတော့အားသာရှိတယ်တရက်တဲ့လူတွေအတွက်အားသာရှိတယ်ပညာရေးလေ့လာတဲ့လူတွေအတွက်ကတော့15ရာခိုင်နှုန်းကအားသာရှိပြီးတော့နောက်85ရာခိုင်နှုန်း85ရာခိုင်နှုန်းလောက်ကတော့ဒီအပြည့်ဘက်ကိုဥတည်နေတယ်ပေါ့နော်စိုက်ကိစ္စတွေ line ကိစ္စတွေနောက်ပြီးတော့ဒီအဖော်အရွက်တွေနောက်ပြီးတော့ဒီကလေးသူငယ်ပြည့်စည်ကြောင်းတွေနောက်ပြီးတော့ဒီအောက်လုံးညညွှန်းတဲ့စကလုံးကိုသုံးပြီးတော့ပြလုံးထောက်တာတွေပေါ့နော်အဲ့ဟာတွေကဒီကလေးတွေကိုကူးဆဲစေတယ်နောက်ပြီးတော့ပတ်ဝန်းကျင်ကိုကူးဆဲစေတယ်နောက်ပြီးတော့ဒီ generation တွေကိုကူးဆဲစေတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဘယ်လိုစောင့်ရှောက်ကြမလဲဘယ်လိုကာကွယ်ကြမလဲဘယ်လိုထိန်းသိမ်းကြမလဲဆိုတော့ဒီအရှင်းကူညီဖို့လိုတယ်အရှင်းစောင့်ရှောက်ဖို့လိုတယ်အရှင်းဝိုင်းဝန်းပြီးတော့တိုက်တွန်းဖို့လိုတယ်အဲ့ဒီပုံမှာဆိုလို့ရှိရင်ဒီမိန်းဖတွေညီကောင်မောင်ညီမတွေအကိုကြီးရဲ့လူတွေအမကြီးရဲ့လူတွေကပို့ပြီးတော့သတိထားရမယ်ပို့ပြီးတော့လေးလာရမယ်ပို့ပြီးတော့ထိမ့်သိမ်းရမယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှလည်းပဲတွေ့ရတယ်အဲ့တော့ဒီတက်တော့ပုံမှာဆိုလို့ရှိရင်ဒီအစိုက်ကိစ္စတွေ line ကိစ္စတွေပြည့်စည်တာတွေပုံများနေတဲ့ဥစ္စာကိုဘယ်လိုကာကွယ်မလဲဆိုတာဟောအရှင်းတိုင်မယ်ပြီးတော့အရှင်းဆွေးနွေးပြီးတော့အလုံးကာကွယ်စောင့်ရှောက်ပြီးတော့ထိမ့်သိမ်းဖို့လိုတယ်တက်တဲ့ပုံမှာဆိုလို့ရှိရင်အခုကဒီသုံးဆွေးတဲ့သူကတန်း900ကျော်ရှိနေတာဖြစ်တဲ့အတွက်ဆဲတဲ့နိုင်ငံတွေကပို့ပြီးတော့ပြည့်စည်ပေါ်လွေတယ်ပို့ပြီးတော့ပြည့်စည်တာများတယ်စာဝတ်နေကြောင်းတော်၎င်းဒီနေထိုင်ရေးကြောင်းတော်၎င်းဒီပညာရေးကြောင်းတော်၎င်းဒီအသိပညာအားနေရှေ့ကြောင်းတော်၎င်းပေါ့နော်အဲ့လိုလေးပဲသုံးသပ်ထားကြတယ်အဲ့တော့ဒီအခုဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကပို့ပြီးတော့ပြည့်စည်နေကြတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နိုင်ငံမှာကိုယ့်ရဲ့ကလေးတွေပေါ့နော်ကိုယ့်ရဲ့မိသားစုကိုဘယ်လိုစောင့်ရှောက်မလဲဒါမှမဟုတ်လို့ရှိရင်လည်းပဲကိုယ့်ရဲ့ဒီနိုင်ငံသားပေါ့နော်ကိုယ့်ရဲ့နိုင်ငံသားမင်းကလေးတွေကိုယ့်ရဲ့နိုင်ငံသားလေးတွေကိုဘယ်လိုစောင့်ရှောက်မလဲဆိုတော့အရှင်းလေးပဲတွေးပြီးတော့ဝိုင်းဝန်းကူညီဖို့လိုတယ်အဲ့ဒါလေးပဲအရေးကြီးတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့လိုအရှင်းဒီတက်တော့ရဲ့အန်တကယ်ဒီလီဂန်ရဲ့အန်တကယ်ကိုကာကွယ်မယ်ဆိုလို့ရှိရင်ဒီလူတွေဆင်းရဲသွားလို့
ဒီဆင်းရဲလို့ထမင်းငတ်သေးတဲ့တဲရှင်ဆိုတာကဘာပေါ်မှာလေးပဲမရှိတယ်လို့မြန်မာနိုင်ငံမှာလေးပဲထမင်းငတ်လို့သေးတဲ့တဲရှင်မရှိဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်မင်းကလေးတွေအတွက်ဒီစိတ်ကိစ္စတွေကဘဝပြည့်အောင်မှတပါဒီရှမ်းသာလာမှလည်းမဟုတ်ဘူးအစင်ပြေလာမှလည်းမဟုတ်ဘူးနာမည်ကြီးလာမှလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့အဆက်ဆက်အားလုံးဝိုင်းဝန်းပြီးတော့တယောက်နဲ့တယောက်ထိမ့်သိမ်းစောင့်ရှောက်ပြီးတော့ပေါ့နော်ဒီကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဒီအပြိုစဲဘဝကိုလေပဲမင်းကလေးတွေအနေနဲ့စောင့်ရှောက်ဖို့လိုတယ်ထိမ့်သိမ်းဖို့လိုတယ်ယောက်ျားလေးတွေအနေနဲ့ဆိုလို့ရှိရင်လေပဲဒီကိုယ့်ရဲ့ညီမလိုကိုယ့်ရဲ့အမလိုပေါ့နော်ကိုယ့်ရဲ့မိသားစုလိုထိမ့်သိမ်းစောင့်ရှောက်ပြီးတော့ကာကွယ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလေပဲဒီမှာဒီတက်တိုးရဲ့အာနေရှက်နဲ့တက်တိုးရဲ့ပျက်စီးကြောင်းဖြစ်ပေါ်နေတဲ့အခုဒီ social media ခိုက်မှာဆိုလို့ရှိရင်အားလုံးကိုအကြံပေးတိုက်တွန်းလိုက်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အနည်းငယ်ဘုဒ္ဓတော်လေးတွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အနည်းငယ်ဘုဒ္ဓတော်လေးတွေရရှိတယ်ဆိုလို့ရှိရင်အားလုံးကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့လေးပဲတိုက်တွန်းလိုက်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်